ရွှေဖုံးချန်ကသူ့ရဲ့အလုပ်ဟောင်းကိုပြန်လုပ်ချင်နေတာပါအရင်ကဆိုရင်ပစ္စည်းကြော်ညာတာတွေစိုင်သုံးသက်ချက်ဗီဒီယိုရိုက်တာတွေကိုသူကအောက်တန်းကြတယ်ဆိုပြီးနှာခေါင်းရှုံးခဲ့ပေမဲ့အခုတော့အလုပ်ရဖို့အတွက်လူတွေကိုအောက်ကျနောက်ကျလိုက်တောင်းပန်နေရပါပြီစိုင်များစုကတော့ညှင်းပယ်ကြပါတယ်နောက်ဆုံးတော့ကုန်သည်တယောက်ကသူ့ရဲ့နာမည်ဆိုးနဲ့ကြော်ကြားမှုကိုအသုံးချပြီးလူသိများအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့စိုင်သုံးသက်ချက်ဗီဒီယိုတင်လိုက်တာနဲ့မှတ်ချက်ကဏ္ဍမှာလူတွေဝမ်းဆဲကြပါတော့တယ်ဟေ့ဒါတကယ်အညစ်အကြေးတွေကိုစားပြခဲ့တဲ့ဗီဒီယိုသမားမဟုတ်လားသူကဒီဆိုင်ကအစားအသောက်တွေကိုကြိုက်တယ်ဟုတ်လားဒါဆိုရင်တော့ငါလုံးဝမစားရတော့ဘူးပတ်စံပြန်အန်းခိုင်းရမယ်ပြန်အန်းခိုင်းရမယ်ရွှေဖုံးချန်တင်ထားတဲ့စိုင်သုံးသက်ချက်ဗီဒီယိုအောက်မှာလောင်ပြောင်နေကြတဲ့မှတ်ချက်တွေကိုကြည့်ရင်ကျမကတော့ဖုန်းမျက်နှာပြင်ကိုပို့ဆွဲကလှိုက်လိုက်လဲရင်မောလိုက်မိပါတယ်အိမ်အကူအစ်စ်လေးကတော့အစ်စ်ပြင်ဆင်ထားတဲ့ဟင်းနှစ်ပွဲနဲ့စွပ်ပြုတ်တစ်ခွက်ကိုထမင်းစပွဲပေါ်ကိုတည်ဆောင်လာပေးပါတယ်ပမာဏကလည်းအနေတော်ပဲဖြစ်ပြီးရနံလေးကလည်းတင်းပြက်နေကဒေါ်ကြီးရွှေရှိစဉ်ကလိုမျိုးအလွန်ကြုံဟင်းခွက်တွေအထက်ထက်ချက်ထားတာမျိုးလုံးဝမရှိပါဘူးကျမတုတ်ကိုကောက်ကင်ပြီးတလုံးစားကြည့်လိုက်တယ်အရသာကလည်းအနေတော်ပဲဒါကမှတကယ်တာမန်အိမ်အောင်စုတစ်ခုရဲ့နှွေးထွေးမှုအစ်စ်ပေါ့ရွှေမိသားစုသားမီးရဲ့ပြဆက်ကဒီလောက်နဲ့တင်ပြီးသွားပြီလို့ကျမထင်ခဲ့တာဘာပဲဖြစ်ဖြစ်ရာဇဝတ်မှုမှတ်တမ်းလည်းရှိသွားပြီးအကောင့်လည်းအပိတ်ခံရပြီးအကျွေးတွေလည်းအများကြီးတင်နေတာဆိုတော့နောက်ထပ်ပြဿနာရှာနိုင်တော့မှာမဟုတ်ဘူးလေဒါပေမဲ့ကျမကဒီသားမီးနှစ်ယောက်ရဲ့အရှက်မရှိမှုကိုအထင်သေးမိသွားတာပဲ၃ရက်လောက်ကြာတော့တထေးသမီးတစ်ယောက်ကအိမ်ကူနဲ့သူ့သားကိုမလိုမုန်းထားစိတ်နဲ့အကွက်စင်အနိုင်ကျင့်ပြီးစင်းရဲသားအလုပ်သမားလူရန်စားကိုလမ်းပိတ်အောင်လုပ်နေသည်ဆိုတဲ့ခေါင်းစဉ်နဲ့ post တစ်ခုကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရုတ်တရက်နာမည်ကြီးလာပါတယ်တင်တဲ့သူကတခြားသူမဟုတ်ပဲရွှေဖုံးချန်ပါပဲသူကဖျို့ဖျဲဖြစ်နေတဲ့သပင်တွေကိုရိတ်ပစ်လိုက်ပြီးနမ်းဖက်နေတဲ့တီရှပ်အဟောင်းတစ်ထည်ကိုဝစ်ကကင်မရာရှေ့မှာအသေးအတန်ငိုယိုရင်းအမှန်တရားကိုကန့်လန့်ဖြတ်ပြောနေပါတယ်ကျမကတရုတ်တိုင်းရင်းစေးပစ္စည်းတစ်ခုကိုသုံးပြီးသူတို့ကိုမလိုမုန်းထားစိတ်နဲ့အကွက်ဆင်ခဲ့တယ်လူမိုက်တွေငှားပြီးဝိုင်းရိုက်ခိုင်းနေပြီးတော့ online ဗီဒီယိုသမားတွေနဲ့ပူးပေါင်းပြီး online ပေါ်မှာအနိုင်ကျင့်ခဲ့တယ်လို့ပြောကသူ့ကိုယ်သူချမ်းသာတဲ့သူတွေရဲ့အနိုင်ကျင့်မှုကိုခံရတဲ့တနာစရာနစ်နာသူတဦးအဖြစ်ပုံဖော်နေပါတယ်သူကဝေဝါးနေတဲ့ဗီဒီယိုအတူအဆတွေကိုတမင်တကာဖြည့်ညက်ကပ်လုပ်ပြီးသူကိုယ်တိုင်အိမ်ထဲကျူးကျော်ဝင်ရောက်တာဆဲဆိုတာနဲ့ချင်းချောက်တာတွေကိုဖျက်ထုတ်ထားကသူကိုယ်တိုင်လုံခြုံရေးတွေရဲ့ဖိနှိပ်ခြင်းခံထားရတဲ့အပိုင်းတွေကိုပဲပြပြီးလမ်းသွားလမ်းလာတွေရဲ့တနာကယူနာကိုအသေးအတန်ရှာဖွေနေပါတယ်ပို့ပြီးတော့ရွှန်စရာကောင်းတာကဒေါ်ကြီးရွှေကိုယ်တိုင်ကင်မရာရှေ့မှာပါဝင်ကူညီပြီးမျက်ရည်တွေနှက်တွေနဲ့ငူလိုကသူဟာကျမအိမ်မှာကျတယောက်လိုအလုပ်ကျွေးပြုခဲ့ရတဲ့ပစ္စည်းတွေကိုယူတာကလည်းမဖြုံးတီးခြင်းလို့ပါဆဲဆုံမိတာကလည်းစိတ်လိုက်မှန်ပါခဏတာမှားယွင်းမိတာပါလို့ပြောပြီးအားလုံးကကျမတေချာကွက်ချထားတဲ့ဥပေါင်းကြံစည်မှုကြီးဖြစ်ပါတယ်လို့ဆွဆွဲနေပါတော့တယ်တရက်အတွင်းမှာတင်အဲ့ဒီ post ကကြည့်ရှုသူတန်းနဲ့ချီရှိသွားပါတယ်အမှန်တရားကိုမသိတဲ့ online အသုံးပြုသူတွေကလည်းအဲ့ဒီဇလန်းနောက်ကိုလုံးဝပါသွားကြပြီးအချို့ကကျမရဲ့လူမှုကွန်ရက်အကောင့်တွေရဲ့အထိဝင်ရောက်ဆဲဆိုကချမ်းသာတာကိုအားကိုးပြီးစင်းရဲသားအလုပ်သမားတွေကိုအနိုင်ကျင့်တယ်ဆိုပြီးဆွဆွဲကြပါတယ်ကျမတငယ်ချင်းကဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချက်ချင်းဒေါသထွက်သွားပြီး online ပေါ်ကအမှန်တရားကိုပြန်လည်တုံ့ပြန်ဖို့နဲ့မှတ်ချက်ကဏ္ဍကိုထိန်းချုပ်ဖို့အတွက် online အုပ်စုတွေကိုအခုချက်ချင်းနှားယမ်းကျင်နေပါတော့တယ်ကျမကသူ့လက်ကိုဖိနှိပ်တားဆီးလိုက်ပြီးမျိုးလုံးထဲမှာအေးဆက်တဲ့ပြုံးတစ်ခုဖြတ်ပြေးသွားပါတယ်မလောပါနဲ့ဦးသူတို့ကပြဆက်ကိုအဆုံးထိကပြကျင်နေမှတော့ငါကလည်းသူတို့နဲ့အတူအဆုံးထိကစားပေးရတာပေါ့ကျမဖယ်ချန်ထားခဲ့တဲ့အရန်အစီအစဉ်တွေအားလုံးဟာအခုအချိန်မှာတော့အသုံးပြုဖို့အတွက်ကွက်တိအချိန်ကိုက်ဖြစ်သွားပါပြီကျမကရှေ့နေကိုခိုင်မာတဲ့သက်သေအထောက်အထားတွေအားလုံးကိုစနစ်တကျစုစည်းခိုင်းပြီးအများပြည်သူသိအောင်တပြိုင်နက်တည်းထုတ်ပြန်ပေးလိုက်ပါတယ်ဒေါ်ကြီးရွှေကတိုက်ရိုက်လွှင့်နေစဉ်အတွင်းကျမရဲ့မိဘတွေကိုဆဲဆိုနေတဲ့ဗီဒီယိုတူတူရင်းတီးနဲ့ပုံတွေကိုခိုးယူနေတဲ့လုံခြုံရေးကင်မရာမှတ်တမ်းအပြည့်အစုံရွှေဖုံးချန်ကကျမအိမ်ထဲကိုအတင်းကျူးကျော်ဝင်ရောက်လာတဲ့ဖြစ်ညက်ကမလုပ်ထားတဲ့မူရင်းဗီဒီယိုရုပ်သံရဲစခန်းရဲ့တိုင်ချက်မှတ်တမ်းတွေနဲ့ထွက်ဆိုချက်အပြည့်အစုံဒေါ်ကြီးရွှေဟာအလုပ်ရှင်အများအပြားအားစီကနေအစားအသောက်တွေကိုရေရှည်ခိုးယူခဲ့ကြောင်းအိမ်ကူဂျင်စီကတရားဝင်ထုတ်ပြန်ထားတဲ့တက်တေခံလက်မှတ်ပြီးတော့ကျမသူ့ကိုလစဉ်လဆောင်ငွေရွှန်12000အပြည့်အဝပေးချေခဲ့တဲ့ဗန်စင်ရင်လွှဲပြောင်းမှုမှတ်တမ်းတွေပဲဖြစ်ပါတယ်တက်တေအထောက်အထားတစ်ခုချင်းစီဟာရှင်းလင်းပြတ်သားပြီးပြည်စုံနေတာကြောင့်ငင်းွယ်ဖို့လုံးဝလမ်းမရှိတော့ပါဘူးဒါအပြင်ဥပဒေကြောင်းအရဈေးဘက်ဆိုင်ရာစစ်ဆေးချက်လက်မှတ်ကိုပါပူးတွဲတင်ပြထားပြီးရန်ကျန်းဟွန်ဟာတရားဝင်တရုတ်တိုင်းရင်းစေးပစ္စည်းတစ်ခုဖြစ်ကြောင်းပြီးတော့ကျမကဒေါ်ကြီးရွှေကိုဒါကိုလွှင့်ပစ်ဖို့အတိအလင်းပြောခဲ့ကြောင်းတက်တေပြလိုက်ပါတယ်သူကကိုယ့်သဘောနဲ့ကိုခိုးယူပြီးစားသုံးခဲ့တာဖြစ်လို့အစားကနေအဆုံးထိကျမနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးတက်တေတွေထွက်လာတာနဲ့တပြိုင်နက် online ပေါ်ကအမြင်တွေဟာလုံးဝပြောင်းပြန်ဖြစ်သွားပါတော့တယ်အရင်ကကျမကိုဝိုင်းဆဲခဲ့ကြတဲ့ online အသုံးပြုသူတွေဟာတယောက်ပြီးတယောက်တောင်းပန်ဖို့ထွက်လာကြပါတယ်ဗီဒီယိုသမားကအလုပ်ရှင်ရဲ့ပစ္စည်းတွေကိုခိုးပြီးပြန်ကိုက်သည်ဆိုတဲ့ hashtag ကတော့ရှာဖွေမှုအများဆုံးစရင်းရဲ့ထိပ်ဆုံးကိုချက်ချင်းရောက်သွားပါတယ်ရွှေဖုံးချန်ရဲ့လောက်ကျန်ဖန်တီးထားတဲ့ post ကိုတော့လူမှုကွန်ရက်စာမျက်နှာကနေသတင်းအမှားအဖြစ်သတ်မှတ်လိုက်ပြီးအကောင့်ကိုချက်ချင်းကန့်သတ်က post ကိုဖြုတ်ချပစ်လိုက်ပါတယ်ဒါဟာသူတို့ကိုကျမပေးခဲ့တဲ့နောက်ဆုံးခွင့်ရေးပါဒါပေမဲ့ဒီသားမီးနှစ်ယောက်ကတော့နောက်တမရတဲ့အပြင်အမိုင်မဲဆုံးနီးလန်းနဲ့ပြန်လည်တုံ့ပြန်ဖို့ရွေးချယ်ခဲ့ပါတယ်တနာစရာဟန်ဆောင်ပြီးအာနာမှုကိုရှာတာကအလုံးမဖြစ်တော့မှန်းသိလိုက်ရတဲ့အခါရွှေဖုံးချန်တယောက်ချက်ချင်းပဲအသေးအတန်ဖြစ်သွားပါတယ်သူကကိုကျင့်တရားမရှိတဲ့ online သတင်းဌာနတစ်ခုနဲ့တိတ်တဆိတ်ဆက်သွယ်ပြီးကျမရဲ့အိမ်လိပ်စာနဲ့ကိုရေးချက်လက်တွေကိုပတ်စံအများကြီးပေးပြီးဝယ်ယူဖို့စူးစမ်းခဲ့ပါတယ်ဒါအပြင်အပြင်မှာပါလိုက်လံနှောက်ယှက်ဖို့ပြင်ဆင်နေပြီးကျမကိုလူတော်မတိုးနိုင်အောင်ဂုံတိတ်ခါလုံးဝပျက်စီးအောင်လုပ်ပစ်မယ်လို့ဖုန်းထဲကနေလေးတန်အ
ကျယ်ကြီးနဲ့ကြုံဝါနေခဲ့ပါတယ်။သူမသိတာကတော့ကျမက online အုပ်စုတွေနဲ့အစကတည်းကချိတ်ဆက်ထားပြီးတက်တေစုဆောင်မှုအတွက်ဖုန်းပြောသမျှကို online ပေါ်မှာအတန်ဖန်ယူထားတာကိုပါပဲသူက online သတင်းဌာနကိုချင်းချောက်ပြီးကျမရဲ့ကိုရေးကိုရာလုံခြုံမှုကိုချိုးဖောက်ဖို့ကြံစီနေတဲ့စကားလုံးတိုင်းကိုတလုံးမကြံအသေးစိတ်အတန်ဖန်ယူထားနိုင်ခဲ့ပါတယ်။ကျမတငယ်ချင်းရဲ့မောင်ဝမ်းခွဲလုတ်ကင်တဲ့လုံခြုံရေးကုမ္ပဏီကနေဒီတက်တေတွေကိုရဲစခန်းစီချက်ချင်းပေးပို့တိုင်ကြားလိုက်ပါတယ်။နိုင်ငံသားတွေရဲ့ကိုရေးအချက်လက်ကိုတရားမဝင်ရယူမှုနဲ့ပြဿနာရှာရန်စောင်းမှုတို့ကြောင့်ရဲတပ်ဖွဲ့ကရွှေဖုံးချံကိုဥပဒေအရနောက်တစ်ကြိမ်ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။ဒီထက်ပိုပြီးဆိုးရွားပြင်းထန်တဲ့ဒုတိယအဆင့်အလှည့်အပြောင်းကတော့နောက်ကနေထက်ချက်မကွာလိုက်ပါလာပါတယ်။ရဲတပ်ဖွဲ့ကတေချာနှိုက်နှိုက်ချွတ်ချွတ်စုံစမ်းစစ်ဆေးလိုက်တဲ့အခါရွှေဖုံးချံအရင်က online တိုက်ရိုက်ရောင်းချမှုတွေမှာရောင်းချခဲ့တဲ့ငုံတွေနဲ့လက်ဆက်တဲ့စိုက်ပျိုးရေးထွက်ကုန်တွေဟာအကုန်လုံးစံမမီတဲ့အတူအပနဲ့အရေးသွေးညံ့ပြင်းတဲ့ပစ္စည်းတွေဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။သူကအမျက်အစွန်းအမြောက်အများရရှိဖို့အတွက်စံမမီတဲ့ပစ္စည်းတွေကိုအရေးသွေးမြင့်ပစ္စည်းတွေအဖြစ်ဟန်ဆောင်ပြီးသူ့ရဲ့ပရိသတ်တွေကိုလိမ်လည်ခဲ့တာဖြစ်ကအမှုမှာပါဝင်ပတ်သက်နေတဲ့ငွေပမာဏဟာယွမ်သိန်းချီအထိရှိခဲ့ပါတယ်။